ဒီတစ်ခေါက်ဆွေးနွေးချင်တာတော့ quadratic formula derivation ဖြစ်ပါတယ် quadratic equation ကနေစမယ်ပေါ့နော် a square plus bx plus c is equal to 0ဆိုတဲ့ဟာစမယ်ပထမဆုံးဒီမှာ a လေးနဲ့လိုက်စားလိုက်မယ်အဲ့တော့ x square plus bx plus b over ax plus c over a is equal to 0ဖြစ်မယ်ပေါ့နော်ဒါတော့ x square ရဲ့ coefficient လေး1ဖြစ်စေချင်လို့ပေါ့နော်အဲ့တော့ဒီမှာ x ဖြစ်မယ်ဒါလေး x ဖြစ်မယ်ဒါတော့ b over a လေးဖြစ်မယ်ထုံးစံတိုင်းကျွန်တော်ဒီမှာနှစ်ပိုင်းပိုင်းမယ်အဲ့ဆိုရင်ကျွန်တော်ဒီပုံစံလေးထွက်လာမယ်ပေါ့နော် okay ဒီပုံစံလေးထွက်လာပြီဆိုရင်ကျွန်တော်တို့ကဒါလေးကိုဒီဘက်ရွှေ့မယ်ဆိုရင်ကျွန်တော်ဒီပုံစံလေးရလာမယ်အဲ့တော့ဒီပုံစံလေးရလာပြီဆိုရင်ကျွန်တော်တို့က equation စပြီးတော့မှရေးလို့ရပြီပေါ့နော်ဆိုတော့ equation ရေးမယ်ဆိုရင်တော့ x plus b over 2a ဒီမှာ the whole square minus ဒါလေးပြန်တက်လို့ရမယ်ပေါ့နော်အဲ့တော့ b over 2a the whole square နှုတ်မယ်ကျွန်တော်တို့ကြံတာက plus c over a is equal to 0လေးကြံမယ်ပေါ့နော် okay ဒါလေးကိုကျွန်တော်တို့ရှင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ formula ရလာမယ်ပေါ့နော်ဆိုတော့ပထမဆုံးကျွန်တော်ဒီပိုင်းကိုပဲပို့မယ်ပေါ့နော်ဆိုတော့နှစ်ဖက်စလုံးကိုအဲ့ဒါလေးနဲ့နှုတ်တာမြောက်တာနှုတ်တာပေါင်းတာလုပ်လို့ရတယ်ဆိုတဲ့သဘောပေါ့နော် okay အဲ့ဒါဆိုတော့ဒီမှာ b over 2a the whole square plus c over a ဆိုတဲ့ဟာလေးရမယ်ဟိုဒါလေးက minus ပေါ့နော်ဒါလေးက minus ဖြစ်သွားမယ်ဆိုတော့ square root ယူမယ်ပေါ့နော်အဲ့တော့ x plus b over 2a ဒါလေးဟိုဘက်ချမ်းကို square root ယူလိုက်မယ်ပေါ့နော်အဲ့ဆိုတော့ဒီမှာ plus or minus လေးဖြစ်မယ် b square divided by 2a the whole square minus c over a ဆိုတော့ကျွန်တော်တို့ square root ထဲကဟာကိုပိုင်းချင်ညှိမယ် x plus b over 2a ပေါ့နော်အဲ့ဒါဆိုရင်တော့ဒီမှာ plus or minus ပိုင်းချင်ညှိလိုက်တဲ့အခါမှာဘယ်လိုဟာလေးရအောင်လဲဆိုတော့ b square minus ဒီမှာ 2a နဲ့တော့မြောက်မှာပေါ့နော်sorry 4a နဲ့တော့မြောက်မှာဆိုတော့ 4ac ကျန်မယ်အောက်မှာကျတော့ဒီမှာ 4a square ဆိုတော့ဒီမှာ 4a နဲ့မြောက်လိုက်ရင် 4a square ဆိုတာဖြစ်မယ်ပေါ့နော်ဆိုတော့ဒီနားမှာ x square တို့ဒါလေးဘယ်ပို့မယ်ဆိုရင် minus b over 2a ဒီမှာ plus or minus ဒါလေးကိုအပေါ်မှာပဲsquare root ယူတော့မယ်ပေါ့နော်အဲ့တော့ 4ac divided by ဒါလေးက 2a ဆိုပြီးဖြစ်လာမယ်အဲ့တော့ဒီနားလေးမှာပိုင်းခြေထပ်ညှိလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ formula ရပြီပေါ့နော်ဆိုတော့ x square တို့ကဒီမှာ minus b plus or minus square root of b square minus 4ac divided by 2a ဆိုတဲ့ဟာလေးရမယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဒီလောက်ပါပဲ